ကားဘက်ထရီကိုတက်တန်းသည့်အသုံးပြုနိုင်အောင်ဘယ်လိုထိန်းသိမ်းကြမလဲကားတစ်စီးမှာများစွာသောအစိတ်ပိုင်းတွေထဲကမှကားဘက်ထရီကလည်းအရေးပါတဲ့အစိတ်ပိုင်းတစ်ခုပါပဲဘက်ထရီဆိုတာကပုံမှန်ထိန်းသိမ်းမှုမရှိတဲ့အခါတက်တန်းသည့်အသုံးပြုနိုင်မယ်နဲ့လူကြီးမင်းတို့ပို့ပြီးတော့အကုန်ကြများစေနိုင်ပါတယ်နံပါတ်1ပုံမှန်စစ်ဆေးပါဘက်ထရီကောင်းတွေမှာဂျေးတွေတက်နေလားဘက်ထရီကောင်းတွေလွတ်နေလားဆိုတာကိုကြည့်ပါဂျေးတွေတက်နေရင်ပုံမှန်ဆောင်းဆောင်ရည်တက်ရောကျစေနိုင်လို့တန်ရှင်းလုပ်ပေးဖို့လိုပါတယ်နံပါတ်2တန်ရှင်းလုပ်ပါတန်ရှင်းလုပ်တဲ့အခါမှာလည်း brush လေးနဲ့တိုက်ပေးရမျိုးလိုအပ်ရင်မုံဖုတ်ဆိုတာနဲ့ရေကိုရောပြီးတော့ပုတ်တိုက်ပေးရမျိုးကိုလည်းလုပ်နိုင်ပါတယ်နံပါတ်3ဘက်ထရီအားသွင်းပါကားကိုအသုံးပြုပဲအကြာကြီးရထားရင်လည်းဘက်ထရီအားကုန်သွားတတ်ပါတယ်ဒါကြောင့်ကားကိုတစ်ပတ်တစ်ခါလောက်ခဏတစ်ဖြုတ်ဖြစ်ဖြစ်ဆက်နှိုးပေးပြီးတော့အပြန်သွင်းမိတာမျိုးကိုလည်းလုပ်သင့်ပါတယ်နံပါတ်4ဒါတွေကဘက်ထရီကိုအားကုန်မြန်စေတယ်ကားဆက်တက်ထားချိန်မှာတော့ကားမီးတွေရေဒီယိုအဲကွန်းတွေကိုပိတ်ထားဖို့မမေ့ပါနဲ့ကားဆက်တက်ထားတဲ့အချိန်မှာလည်းဒါတွေကိုအချိန်ကြာမြင့်စွာအသုံးပြုတာကဘက်ထရီအားကိုလည်းအားကုန်မြန်စေပါတယ်ကားဘက်ထရီနဲ့ပတ်သက်ပြီးဒီအချက်လေးတွေကိုတက်နိုင်တဲ့လောက်ပုံမှန်စစ်ဆေးမှုပြုလုပ်မယ်ဆိုရင်တော့လန်ခီးရောက်မှဘက်ထရီဝတ်သွားတာမျိုးဘက်ထရီထောက်နှိုးနေရတာမျိုးတွေမကြုံတွေ့ရတော့ဘဲနဲ့အေးစစ်ဆေးနဲ့စိတ်ချလက်ချမောင်းနေနိုင်ပါလိမ့်မယ်